ဒီမှာပေါ့နော်ဒါလေးဆိုရင်ကျွန်မအဝတ်လျှော်ဆက်လေးဒီနေ့ပို့ပေးရမယ့်ဒီဇိုင်းလေးတွေပါရှင်ဒါလေးဆိုရင်ဒီဟာလေးဆိုရင်ဒီအသေးလေးဆိုရင်4သိန်းနဲ့8တောင်းပဲရှင်ဒါလေးဆိုရင်သူက15 kg ကိုမှပေါ့နော်15 kg ကိုမှကျွန်မအခုအလုံးရင်များများရောင်းထားတဲ့ပုံစံဒါကျွန်မစမ်းပါတယ်တစ်လုံးဒါလေးကတော့သူက update ပြန်ဖြစ်တယ်ပေါ့နော်ဒါလေးဆိုသူ့ရဲ့ခလုတ်လေးတွေကအထဲမှာရှိပါမယ်ရှင်ပြီးတော့သူကဟိုတစ်ခုထပ်ပို့ပြီးမှအဆင်ပြေတာကတော့သူ့အထဲကအသားလေးတွေကကျတော့လုံးဝတန်အမာသားလေးနဲ့လှုပ်ထားပြရပေါ့နော်ကော်မဟုတ်ပေါ့နော်တန်အမာသားလေးပြင်ပို့အဝတ်လျှော်ပြောင်းတယ်ပေါ့နော်ဒါလေးကျတော့လေဒါမျိုးလေးသူရဟာဒါလေး15 kg သူကကျတော့9သိန်း8တောင်းထက်သူက9သိန်းခွဲ6သိန်းခွဲတော့ဖြစ်သွားမယ်ပေါ့နော်သူက9တောင်းတော့ပို့ပြီးတော့ညာသွားမယ်ရှင့်ပြီးတော့ဒီဟာလေးကကျတော့အခုမိုက်ဒီယာလေးပေါ့နော်ဒီမှာပါရှင်ဒါလေးဆိုရင်လည်းမိုက်ဒီယာလေးဒီမှာပါရှင်သူအထဲအတွင်းဆိုရင်တော်တော်ကျဲတယ်တော်တော်အများကြီးဆန့်တယ်နော်သူ့ဦးလေးလေဒါလေးကတော့17သိန်း5တောင်းပဲရှင်ဒါလေးကတော့ကျွန်မစီမှာတော်တော်လေးမှာတယ်ဒါလေးက10 kg လေးသူတို့နှစ်ခုလေးရှင်တော့ဒီဟာလေးက size က small ဖြစ်မယ်ဒါက medium လောက်ပေါ့နော်ဒါဆို medium သူ့ထက်ကြီးတဲ့ size တွေရှိသေးတယ်18 20 24လောက်ထိရှိရပေါ့နော်မိုက်ဒီယာလေးတွေကကျတော့လေသူကမိုက်ဒီယာလေးဒါလေးဆိုရင်နည်းနည်းကော်သားဖြစ်တယ်ပေါ့နော်ဒါလေးဆိုသူ့သားတန်ပေါ့နော်ဒီမှာပါရှင်ဒါလေးဆိုရင်လည်း4သိန်းနဲ့8တောင်းဒါလေးဆိုရင်လည်း4သိန်းနဲ့8တောင်းပေါ့နော်ဒီမှာကြည့်ဒါလေးက small size လေးရှင်ကြည့်လို့ရတယ်ပေါ့နော်သူတို့နှစ်ခုလေဒါလေးကကျတော့30လက်မလောက်ရှိရအမြင့်လည်း30လက်မကျော်တယ်ဒါလေးတော့ small size လေးဒါလေးကလည်းသူတို့နေရာဒီဇိုင်းလေးနဲ့တူတယ်ဒီမှာပါရှင်သူကဒါလိုမျိုးလေးပေါ့နော်သူ့ရဲ့ဒစိတ်လေးကဒီဟာလေးပါရှင်ဒါလေးကတော့အဝတ်လျှော်မယ်ကျတော့ဒီရခါတဲ့ဆက်လေးပေါ့နော်ဒီမှာပါရှင်ကျွန်တော်ပြပေးမယ်နော်ဒါဒီမှာပါရှင်